ဒီကနေ့ဗီဒီယိုမှာလိုင်းတုံးရတာလုံးဝအဆင်မပြေဘူးစိတ်ပြတ်ဖို့ကောင်းတယ်ဆိုတဲ့တူတွေအတွက်ဒီကနေ့ဗီဒီယိုမှာ Ethernet 5G လုံးဝအကောင်းဆုံး Internet ကိုဘယ်လိုမျိုးကျွန်တော်တို့ကလုပ်ရမလဲဘယ်လိုမျိုးဖွင့်ရမလဲတကယ်လို့များမပါခဲ့ဘူးဆိုလို့ရှိရင်ဘယ်လိုမျိုးကြည့်ရမလဲဘယ်လိုမျိုးပြန်ပြီးတော့မှအသုံးပြုလို့ရမလဲဆိုတာကိုဒီဗီဒီယိုထဲမှာ share လုပ်ပေးသွားမှာဖြစ်ပါတယ်ဗျပထမဆုံးအနေနဲ့ကျွန်တော်တို့ကအပေါ်ဆုံးကဘာတန်လေးကိုအရင်ဆုံးဆွဲလိုက်ပါကျွန်တော်တို့က internet ပုံမှန်ရိုးရိုးဖွင့်နေကြအတိုင်းပဲကြာကြာလေးဖီထားလိုက်ပါဗျ MPT ဆိုတဲ့ဟာလေးကိုကြာကြာလေးဖီထားလိုက်ပါမယ်ဖီထားပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့က mode setting ကိုတစ်ချက်ဝင်ပေးလိုက်ပါဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီနေရာမှာ MPT နဲ့ internet ဖွင့်မှာလား Unite နဲ့ internet ဖွင့်မှာလားဆိုတာကိုရွေးစရာရှိပါတယ်ဗျကျွန်တော်ကတော့ MPT နဲ့ပဲအရင်ဆုံးရွေးလိုက်ပါမယ်ရွေးပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့က 5G ကိုပြောင်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ချက်စစ်လိုက်မယ်ဒီမှာမရှိဘူးဒီမှာကျွန်တော်ဒီကောင်ကတော့ကျွန်တော် internet ပွင့်ဖို့အတွက်ကို MPT ကျွန်တော် MPT နဲ့ဆိုပြီးတော့မှရွေးရတာရှိပါတယ်ဗျဒီအောက်ဆုံးကselection ကိုတစ်ချက်ကြည့်လိုက်မယ်အဲ့မှာဆိုလို့ရှိရင်လည်းလုံးဝမရှိဘူးဒါမျိုးကိုကျွန်တော်တို့ကဘာတစ်ခုမှကျွန်တော်တို့ 5G ပြောင်းဖို့အတွက်ရှာလို့မတွေ့တဲ့တူများအတွက်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုမှာဆက်ပြီးတော့မျှဝေပေးသွားပါမယ်ဗျဒီလိုမျိုး 5G ကိုဘယ်လိုမျိုးပွင့်အောင်လုပ်ရမလဲဘယ်လိုမျိုးရှာရမလဲကျွန်တော်တို့ဖုန်းက 5G ကိုရရလားဆိုတဲ့တူများအတွက်ကိုဆက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ဗျပထမဆုံးအနေနဲ့ internet တက်ကိုကျွန်တော်တို့ setting လေးတက်ကိုဆက်ပြီးတော့ဝင်ပေးလိုက်ပါဝင်ပြီးလိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ my device ဆိုတာကိုတွေ့ရပါလိမ့်မယ်ဗျဒီ my device ကိုဆက်ပြီးတော့ဝင်ပေးလိုက်ပါဝင်ပေးလိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ developer option ကိုဖွင့်ပေးရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ OS version ကိုကျွန်တော်တို့9 ချက်ခောက်လိုက်ပါဗျဒီလိုမျိုး9 ချက်ခောက်လိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့က back နဲ့ပြန်ထွက်လိုက်ပါ setting လေးတက်ကိုဆက်ပြီးတော့ဝင်ပေးသွားပါဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့အောက်ဆုံးမှာ additional setting ဆိုတာကိုတွေ့ရပါလိမ့်မယ်ဗျဆက်ပြီးတော့ဝင်လိုက်ပါဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့အပေါ်ဆုံးကိုနည်းနည်းဆွဲလိုက်ပါ developer option တက်ကိုဆက်ပြီးတော့မှဝင်ပေးလိုက်ပါဗျဝင်ပေးလိုက်ပြီဆိုလို့ရှိရင်တော့အပေါ်ဆုံးကိုနည်းနည်းလေးဆွဲလိုက်ပါဗျဆွဲလိုက်ပါအပေါ်ဆုံးကိုဆက်ဆွဲပါပေါ်ဆုံးကိုနည်းနည်းလေးဆက်ဆွဲလိုက်ပါဆက်ဆွဲလိုက်ပြီဆိုလို့ရှိရင်တော့ဒီမှာ networking ဆိုတာကိုတွေ့ရပါလိမ့်မယ်ဗျခေါင်းစဉ်နဲ့အဲ့အောက်ဆုံးကဒီကျွန်တော်တို့ကcellular network ဆိုတာcellular network ဆိုလဲစာသားကိုကျွန်တော်တွေ့ရပါလိမ့်မယ်ဗျအဲ့ဘေးနားမှာမြားလေးတွေ့ရပါလိမ့်မယ်ဗျဒီမြားလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးလိုက်ပြီဆိုလို့ရှိရင်တော့show fast network type menu ဆိုတာကိုတွေ့ရပါလိမ့်မယ်ဗျဒီကောင်လေးကိုကျွန်တော်တို့ကပိတ်ထားတယ်ဆိုလို့ရှိရင်တော့တစ်ချက်ဖွင့်လိုက်ပါဖွင့်ပြီးသွားပြီဆိုလို့ရှိရင်တော့ဖုန်းကိုကျွန်တော်တို့ကပုံမှန်တိုင်းပဲ clear လေးလုပ်လိုက်ပါဗျclear လုပ်လိုက်ပြီဆိုလို့ရှိရင်တော့ခုနက setting တွေတဲကိုဆက်ပြီးတော့ဝင်စရာမလိုတော့ပါဘူးဗျအပေါ်ဆုံးကဘာတန်းလေးကိုတစ်ချက်ဆွဲလိုက်ပါဆွဲလိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ကဒီနေရာမှာဒီခုနကဖွင့်နေကြအတိုင်းပဲ MPT ကိုကြာကြာလေးဖီထားလိုက်ပါနောက်ပြီးတော့ most setting တွေကိုတစ်ချက်ဆက်ဝင်ပေးလိုက်ပါတို့ဒီမှာ MPT ကိုဆက်ပြီးတော့နှိပ်လိုက်ပါမယ်ဒီမှာဆိုလို့ရှိရင်တော့ perfect network type ဆိုတာကိုတွေ့ရပါလိမ့်မယ်ဗျဒီကောင်လေးကိုဆက်ပြီးတော့နှိပ်လိုက်ပါနှိပ်ပြီးလိုက်ပြီဆိုလို့ရှိရင်တော့ဒီနေရာမှာ perfect 5G ကျွန်တော် perfect live နောက်ကြတော့ perfect 3G နောက်ကြတော့ 2G only တချို့ line မကောင်းတဲ့လူတွေက 2G မှာထားရတယ် 3G မှာထားရတယ်ဒါမျိုးတွေကဆိုလို့ရှိရင်တော့ line ဆွဲရညံ့တဲ့ထဲမှာပါတယ်လို့ပြောလို့ရတယ်ပေါ့ဗျာ 3G ဆိုလို့ရှိရင်တော့ညံ့တဲ့ထဲမှာမပါဘူးဗီဒီယိုလေးတွေတော့ကျွန်တော်ကကြည့်လို့ရတယ်နည်းနည်းလဲတယ် 2G ဆိုလို့ရှိရင်တော့လုံးဝကြည့်လို့အဆင်မပြေတဲ့ရှင်နေမျိုးပေါ့ဗျာကျွန်တော်တို့အခုဒီဖုန်းမှာဆိုလို့ရှိရင်တော့ 5G ရတယ်ဒါပေမဲ့ 5G တဲ့ပြောင်းထားတယ်ဆိုလို့ရှိရင်တော့လုံးဝ share မိုက်တဲ့စကားတွေကျွန်တော်တို့က YouTube ကစကားတွေကျွန်တော်တို့က Telegram စကားတွေကိုလုံးဝ share ကြည့်လို့ရမှာပဲဖြစ်ပါတယ်ဗျဒီဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဖုန်းတွေကို line ဆွဲရပို့ပြီးတော့ကောင်းအောင် internet တွေတုံးရတာပို့ပြီးတော့အဆင်ပြေအောင် 5G ဘယ်လိုမျိုးပြောင်းရမလဲဆိုတာကိုဒီဗီဒီယိုထဲမှာမျှဝေပေးခဲ့တာဖြစ်ပါတယ်ဗျဒီဗီဒီယိုကတော့ကျွန်တော်ဒီလောက်ပါပဲခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်